ယူဖမ်းပွဲအောင်သူရလာအယူဖမ်းပွဲဒီတစ်နေ့လုံးအယူတကောင်မှမမိဘူးမနေ့ကလိုပဲအယူအစ်စ်တွေရှားလာတယ်တည်င်းစာဂျာနယ်ထဲမှာလည်းမရှိတော့ဘူးရုပ်မြင်တန်ချားထဲမှာလည်းမမိတော့ဘူးစုလေဖျားပေးမှာလည်းမရှိတော့ဘူးတစ်ချက် Facebook ထဲကိုအစာရှာတက်လာသလိုတစ်ချက်ဖျားကြောင်းကန်တွေအနာရေတောက်ဆင်းတဲ့ဖမ်းဖို့မလွယ်ဘူးအရေးမာတော့အတောင်မှန်နဲ့အယူအစ်စ်တွေရှားလာတော့အယူအတုတွေပေါ်လာတယ်အယူအစ်စ်ကိုမနှဲရှာရတယ်တဖြည်းဖြည်းနဲ့အယူဟာဈေးကြီးလာတယ်သွေးကြီးလာတယ်ကြေးကမနှဲဘူးမြို့သားအတုနိုင်ငံသားအတုငြိမ်းချမ်းရေးအတုဘာသာရေးအတုဒုက္ခသည်အတုဝင်ကြီးအတုဝင်ကြီးချုပ်လည်းအတုကုလသမဂ္ဂလည်းအတုပဲလူ10ယောက်မှာလူ9ယောက်ကအယူအတုလူ100မှာလူ1ယောက်တောင်မစစ်ချင်တော့ဘူးမောင်ချောနယ်လည်းအတုဖြစ်လာတယ်ဆိုကရေတီလည်းအတုဖြစ်လာတယ်ရှင်တော်အတုတေတော်တွေကလည်းအတုဂျိုးပြူငှက်လည်းအတုစစ်ပွဲအတုငွေဆက်ကူလည်းအတုအတောင်မှန်အတုနဲ့မိုးအတုတွေရွာချတော့ပွင့်လာတဲ့ပန်းလေးကလည်းအတုကိုတยุတရထားရလို့ဒုက္ခတဲ့အစ်စ်တွေဟာဖျားသခင်အတုကိုပဲပိုက်ထားရတာပေါ့အတူနေမြေပေါ်မှာရှင်သားဟာကြောသားကိုမလုံဘဲခြေကိုညာခြေကမယုံတယ်လို့မျိုးချစ်ချင်းအတုမှာချောကလက်အတုကမှုတွေတက်လို့နှလုံးသားအတုဆိုတော့အရသာလဲအတုပဲထွက်လာတယ်ဘယ်သူကိုဘယ်သူမှကယ်လို့မရတဲ့ခစ်ကြီးတယ်ချစ်ချင်းမြတ်တာဟာအတုဖြစ်လာတယ်တည်င်းအတုမီဒီယာအတုပန်းအတုခေါင်းဆောင်အတုကြက်ဥကလည်းအတုပေါက်မလာတဲ့ကြက်ကိုတောင်တုကြတယ်ယူတုအတုယူရင်ကိုကြာမခံတော့ဘူးအယူဟာပြတ်သွားတဲ့ခြေတစ်ဖက်ကိုပိုက်ထွေးပြီးပြန်လာတယ်လို့မျိုးအယူရှားတာမထူးကြဘူးအယူရှားအခြားယူဖျားဆူမဆူခမည်းလဲယူကျင်ရင်တော့ယူမရတော့ဘူးမဟုတ်လားနေညိုလာပြီဒီတစ်နေ့လုံးလဲအယူဘယ်နှကောင်မှမမိတော့မဲ့အတူတူကိုပဲဖမ်းပြီးပြန်လာခဲ့တယ်အယူဖမ်းပွဲအောင်သူရလာတယ်